ကျေးလက်ဒေတာကိုတွားရောက်စစ်ဆေးနေစဉ်ကုမ္ပဏီဥက္ကဋ္ဌဟာမတော်တဆ6ကမ်းပါပေါ်ကပြုတ်ကျသွားခဲ့တယ်။နောက်ဆုံးချိန်မှာတစ်ပင်ငယ်တစ်ပင်ကိုဖမ်းဆွဲထားနိုင်လို့သာအသက်ရှင်နေခဲ့တာပါ။အဲ့ဒီချိန်မှာကျွဲနွားကြောင်းလာတဲ့ရွာသူမလေးတစ်ယောက်ကသူ့ကိုတွေ့သွားပြီးအသက်ဆုံးကယ်တင်ပေးလိုက်တယ်။သမီးဦးကိုကယ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်တစ်နေ့သမီးကြီးလာရင်ဒီအမတ်တရပစ္စည်းကိုဦးတို့ကုမ္ပဏီစီယူလာခဲ့ဦးသမီးကိုအလုပ်ပေးမယ်။ကျေးဇူးတင်ပါတယ်ဦးရဲ့။နည်းနည်းလေးနောက်ကျသွားရင်ဒီနေ့ငါတို့နှစ်ယောက်လုံးအသက်မရှင်တော့ဘူး။သမီးရဲ့ကျေးဇူးကိုငါတို့တစ်သက်လုံးမမေ့ဘူး။သမီးနာမည်ကဘာလဲဒီနားကပဲနေတာလား။သမီးနာမည်ယိုချင်းဟဲ့ပါတောင်ချီရွာမှာနေပါတယ်ဒီနေ့ကျွဲလာကြောင်းလားပါ။ကျွဲကြောင်းနဲ့သမီးကအသက်15 16ပဲရှိသေးတာမဟုတ်လားကျောင်းမတက်ဘူးလား။တက်ပါတယ်မြို့မှာကျောင်းတက်နေပါတယ်။အခုနွေရာသီကျောင်းပိတ်လို့အိမ်ပြန်လာပြီးအလုပ်ကူလုပ်ရင်းကျောင်းစီးရှာနေတာပါ။သမီးမိဘတွေကောဒီလောက်ဝေးကိုတယောက်တည်းလွတ်ထားတာလား။သမီးမိဘနှစ်ယောက်လုံးလွန်ခဲ့တဲ့နှစ်အနည်းငယ်ကကားမတော်တဆမှုနဲ့ဆုံးသွားပါတယ်။အခုအတော်နဲ့ပဲနေပါတယ်။အတော်တယောက်တည်းနဲ့သမီးကိုကျောင်းထားပေးဖို့ခက်ခဲလို့သမီးလည်းတက်နိုင်တယ်လို့ကူလုပ်ပေးနေတာပါ။ချင်းဟဲဒီပတ်စံကိုယူထားလိုက်။ကျောင်းစီသုံးလို့တာလည်းဝယ်သုံးလိုက်ကိုအမြဲမချွေတာနဲ့။အန်ဒီသမီးမယူနိုင်ဘူး။သမီးအန်ဒီတို့ကိုကဲခဲ့တာပတ်စံလို့ချင်လို့မဟုတ်ပါဘူး။အယူမလေးဘသူကဒါကိုဆုလက်လို့ပြောလို့လေ။ဒါကသမီးပညာရေးအတွက်ထောက်ပံ့ငွေပဲ။သမီးကညံကောင်းပြီးစူးစမ်းတဲ့ပတ်စံမရှိလို့ပညာရေးမရက်တင်ဘူး။ဦးတို့ကခီးသွားလုပ်ငန်းလုပ်တာ။ဒီအမှတ်တရစာအိတ်ကိုတေချာသိမ်းထား။နောက်သမီးကျန်းချံမျိုးကတက္ကသိုလ်တက်ခွင့်ရရင်ဒီစာအိတ်ကိုကုမ္ပဏီရုံးချုပ်ယူလာခဲ့။ကျောင်းစီပဲဖြစ်ဖြစ်နေထိုင်စားတောက်စီပဲဖြစ်ဖြစ်အခက်အခဲရှိရင်ဦးတို့ကိုဆက်သွယ်လိုက်။ကျန်းချံတက္ကသိုလ်တက်ရမှာလား။ကျေးဇူးတင်ပါတယ်ဦးကျေးဇူးတင်ပါတယ်အန်ဒီ။သမီးတေချာစူးစမ်းပါမယ်။တက္ကသိုလ်ဝင်ခွင့်ရတာနဲ့ကျန်းချံမှာဦးတို့ကိုလာတွေ့ပါမယ်။နှစ်နှစ်အကြာမင်္ဂလာပါဦးဟန်ကြည့်တုံကိုလာတွေ့တာပါ။ချိန်ထားတာရှိလား။ဘသူကိုလာတွေ့တာလဲနာမည်ကဘာလဲ။ကျမနာမည်ယိုချင်းဟဲ့ပါ။လွန်ခဲ့တဲ့နှစ်နှစ်ကဦးဟန်နဲ့အန်ဒီရင်တို့နဲ့ဂတိရှိခဲ့လို့ဒီစာအိတ်ယူလာတာပါ။စာအိတ်ဥက္ကဋ္ဌကအလုပ်ရမ်းရတယ်။ဘသူလာတွေ့ပေးနေရမယ်သူမဟုတ်ဘူး။ဒီလက်ကွက်ကိုအရင်ကလည်းတွေ့ဘူးလေ။စာအိတ်ဟောင်းလေးကြိုင်လာပြီးမိသားစုလိုဥက္ကဋ္ဌကအကျွေးတင်တယ်လို့လာပြောကြတာပဲ။အလုပ်လာတောင်းတာလား။ဒါမှမဟုတ်ပတ်စံလာတောင်းတာလား။မဟုတ်ပါဘူး။ဒီစာအိတ်ကိုဦးဟန်ကိုယ်တိုင်ပေးခဲ့တာပါ။တော်တော့အခုချက်ချင်းထွက်သွား။ဝါပေမှာမရက်နဲ့ကုမ္ပဏီပုံရိပ်ထိခိုက်တယ်။အလုပ်လိုရင်နောက်ဘက်ဆောက်လုပ်ရေးဆိုင်မှာသွားရှာ။လိန်ညာဖို့မကြိုးစားနဲ့။မတုံးပါနဲ့။ကျမတကယ်ဦးဟန်နဲ့ဂတိရှိခဲ့တာပါ။တက္ကသိုလ်ဝင်ခွင့်ရရင်လာတွေ့လို့ပြောထားတာပါ။တက္ကသိုလ်တက်တဲ့မင်းလိုရွာသူမတယောက်နဲ့ဥက္ကဋ္ဌကဂတိပေးမယ်ထင်နေလား။အခုမသွားရင်လုံခြုံရေးခေါ်ပြီးဆွဲထုတ်ခိုင်းမယ်။အဲ့ဒီအချိန်မှာဒီမှာဘာတွေဖြစ်နေတာလဲ။မန်နေဂျာဟန်ဒီမင်းကလေးကဥက္ကဋ္ဌကိုအတင်းဝင်တွေ့ချင်နေလို့ပါ။သူတို့မှဂတိရှိတယ်လို့ပြောနေတယ်။ကျွန်တော်ခုထုတ်ပြတော့မလို့ပါ။သူ့လက်ထဲကစာအိတ်ကိုကြည့်ပဲရစီ။ဟန်ကြည့်တုံကကျွန်တော်အဖေပါ။တောင်ပေါ်မှာဖြစ်ခဲ့တဲ့အကြောင်းကိုအဖေနဲ့အမေကကျွန်တော်ကိုအကြိမ်ကြိမ်ပြောခုတယ်။သူတို့အသက်ကိုကယ်ပေးခဲ့တဲ့ကောင်မလေးတစ်ယောက်ရှိတယ်။တနေ့တော့ကျန်းချံကိုလာတွေ့လိမ့်မယ်လို့အမြဲပြောနေကြတာ။ကျွန်တော်ကတော့မိမိသွားပြီးထင်နေတာ။မမေ့ပါဘူး။ကျောင်းဖွင့်တော့မှမို့အရင်ဆုံးဦးနဲ့အန်တီကိုလာကာတော့ဝပြူလာပါ။လားအထဲဝင်မြန်မြန်သူကငါတို့မိသားစုရဲ့ဧည့်သည်ဒီလိုလူကိုတော့မင်းတို့တားရဲတယ်ပေါ့။မင်းတို့နှစ်ယောက်အကြောင်းကိုနောက်မှငါရှင်းမယ်။အဲ့ဒီအချိန်မှာစောက်လို့ရေးတာဝန်ခံတစ်ယောက်ကဥက္ကဋ္ဌကြီးစိတ်ချပါ။ကျွန်တော်စောက်လို့ရေးလောက်လာတာနှစ်စိတ်ကျော်ပြီ။အထိန်နဲ့ရအနည်းဆုံးအလုံး80လောက်စောက်ဖူးတယ်။ပြီးလက်မြေကလည်းအရေးသွင်းမြစ်ပစ္စည်းအုပ်မြစ်ကိုလည်း9ပေနဲ့တူထားတယ်။ကြောက်တုံးဆက်တိုင်းကိုပြီးလက်မြေအပြည့်ထိထားပါတယ်။တာမန်ရေးကြီးတာမပြောနဲ့။နှစ်တရာမှာတစ်ခါလောက်ဖြစ်တဲ့ရေဘေးတောင်ဒီနေရန်ကိုမရွှေ့နိုင်ဘူး။တောင်ဆောင်ပေးလမ်းလျှောက်တဲ့ရန်တွေကိုလည်းတန်ပိုက်ထူတွေနဲ့ထပ်အားဖြည့်ထားပါတယ်။ခီးသွားတွေအတွက်လုံးဝစိတ်ချရပါတယ်။ဒီစာချုပ်မှာဒါလက်မှတ်ထိုးပေးပါ။ကျွန်တော်အလုပ်သမားတွေအားလုံးစောင့်နေကြပါတယ်